ကဘာကြီးနဲ့ဆယ်စုနှစ်တွေနဲ့ကြီးပြီးအဆက်အသွယ်ဖြတ်တကားပိတ်ခဲ့တဲ့နိုင်ငံတနိုင်ငံအဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့သူကတော့လူတစ်ယောက်တည်းပါကဲဒီနေ့မှာတော့မြန်မာသမိုင်းရဲ့အရှို့ထွဲဆုံးအငင်းပွားစရာအဖြစ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်တကယ်တော့ဒါဟာအဓိကကြိုက်မေးခွန်းတစ်ခုပါပဲအလားအလာအများကြီးရှိခဲ့တဲ့နိုင်ငံတနိုင်ငံကိုလူတစ်ယောက်ကဘယ်လိုများဆယ်စုနှစ်တွေနဲ့ချီပြီးကဘာနဲ့အဆက်ဖြတ်ပိတ်လောင်ထားနိုင်ခဲ့တာလဲဘာတွေဖြစ်ခဲ့လို့လဲဒီအဖြစ်ကိုပဲကျွန်တော်တို့အတူတူရှာဖွေသွားမှာပါဟုတ်ပြီသူ့ရဲ့ရှုပ်ထွေးလုံးတဲ့အုပ်ချုပ်မှုကာလကိုနားလည်ဖို့အတွက်အပိုင်း၄ပိုင်းခွဲပြီးကြည့်သွားကြရအောင်ပထမဆုံးအာဏာကိုဘယ်လိုရယူခဲ့တယ်လဲပြီးတော့သူဖော်ဆောင်ခဲ့တဲ့ socialist စနစ်ဆိုတာဘာလဲနောက်တစ်ခုကတော့တော်တော်လေးကိုထူးဆန်းတဲ့ခနန်းပေတင်ကိစ္စရည်နဲ့နိုင်ငံရဲ့ပျက်စီးမှုအဆုံးမှာတော့သူထားခဲ့တဲ့အထီးကျန်ချင်းအမွေအနှစ်တွေအကြောင်းဒါတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြမယ်ကဲအရင်ဆုံးမြန်မာနိုင်ငံရဲ့ကံကြမ္မာကိုတစ်စစ်ချိုးပြောင်းလဲဖိခဲ့တဲ့အဲ့ဒီခိုက်တန့်ငယ်လေးဆက်လိုက်ကြရအောင်ဗိုလ်ချုပ်နေဝင်းအာဏာရတာကရုတ်တရက်ကြီးဖြစ်လာတာတော့မဟုတ်ပါဘူးဒီချိန်မှတ်တိုင်းတွေကိုကြည့်လိုက်ရင်ဇလန်းအစကိုတွေ့ရပါလိမ့်မယ်1948မှာလွတ်လပ်ရေးရပြီးတော့တိုင်းပြည်ကမတည်ငြိမ်ဘူးအဲ့ဒီချိန်မှာပဲ1958မှာသူကအိမ်ဆောက်အစိုးရဆိုပြီးအာဏာကိုပထမဆုံးအချိန်ဝင်ထိန်းခဲ့တယ်ခဏပါပဲ1960မှာရတားဆွေရကိုအာဏာပြန်လွှဲပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီအတွေ့အကြုံကသူ့အတွက်အာဏာရဲ့အရာတာကိုမြေစံခွင့်ပေးလိုက်တယ်လို့ပါပဲအဲ့ဒီနောက်နှစ်အကြာ1960မှာတော့စစ်အာဏာသိမ်းပြီးတိုင်းပြည်ရဲ့အကျွမ်းမဲ့အာဏာကိုသူ့လက်ထဲကိုဆွဲယူလိုက်ပါတော့တယ်ဆိုတော့အာဏာကိုသူ့လက်ထဲမှာခိုင်ခိုင်မာစုပ်ကင်ထားနိုင်ပြီဆိုတဲ့အခါမှာဗိုလ်ချုပ်နေဝင်းကမြန်မာနိုင်ငံအတွက်လမ်းတစ်ခုကိုဖောက်ခဲ့တယ်အဲ့ဒါကတော့ပြင်ထန်ပြီးအထီးကျန်ဆန်းတဲ့ socialist စနစ်စံတမှုပါပဲသူ့ရဲ့နိုင်ငံရေးစီမံကိန်းတစ်ခုလုံးရဲ့အဓိကအုတ်မြစ်ကတော့မြန်မာ socialist လမ်းစဉ်လို့ခေါ်တဲ့အရာပါပဲဒါကတရုတ်တို့ဆိုဗီယက်တို့စီကကွန်မြူနစ်စနစ်ကိုကူးချထားတာမျိုးမဟုတ်ဘူးသူ့ရဲ့ကိုယ်ပိုင် formula လို့ပြောလို့ရတယ်ပိုသာဘာရဲ့ကိုအကိုရမယ်ဆိုတဲ့အချက်နဲ့ Marx ဝါဒရဲ့စီးပွားရေးကိုနိုင်ငံတော်ကထိန်းချုပ်ရမယ်ဆိုတဲ့အချက်တွေကိုရောသမွေးထားတာပါအဓိကပန်းတိုင်ကတော့ရှင်းရှင်းလေးပဲနိုင်ငံခြားသောစာလွှမ်းမိုးမှုဘာတစ်ခုမှမရှိစေရဘူးဆိုတာပါပဲအဲ့ဒီတွေးခေါ်ကိုလက်တွေ့အကောင့်အထဲပေါ်ဖို့ဘာတွေရောက်ခဲ့တယ်လဲဆိုတော့စိတ်ယုံလုံးယုံကြီးတွေကနေရက်ွက်ထဲအကုံစုံဆိုင်လေးတွေအထိအကုန်လုံးကိုပြီးသူပိုင်သိမ်းလိုက်တယ်နိုင်ငံခြားကုမ္ပဏီတွေအကူအညီပေးတဲ့အဖွဲ့တွေအကုန်လုံးကိုနှင်ထုတ်ခဲ့တယ်ပြီးတော့နိုင်ငံကိုအုပ်ချုပ်ဖို့အတွက်မြန်မာ Socialist လမ်းစဉ်ပါတီဆိုတဲ့တခုတည်းသောပါတီကိုပဲထားရှိခဲ့တယ်ပြောရရင်ဒါဟာနိုင်ငံရဲ့ကြကားတွေကိုတောက်ခတ်ပြီးလုံးဝပိတ်ချလိုက်တာနဲ့ဘာမှမထူးပါဘူးဒီစကားကိုကြည့်ရင်သူဘလို့တွေးခေါ်ခဲ့လဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကျွန်တော်တို့ရီမန်းချက်မှာကျွန်တော်တို့မြန်မာနေမြန်မာဟန်ဖြင့် Socialist စနစ်တို့ချီတက်ရန်ဖြစ်တဲ့ကိုနေကိုဟန်နဲ့မဲ့တောင်းမယ်ဆိုတဲ့သူရဲ့အမျိုးသားရေးဆန်တဲ့စီကူကိုကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပါပဲဒါပေမဲ့ဘိုးချုပ်နေဝင်းရဲ့အုပ်ချုပ်မှုကနိုင်ငံရေးအတွေ့အခေါ်ပေါ်မှာပဲရပ်တည်နေခဲ့တာမဟုတ်ဘူးဗျာဒီနေရာကစပြီးဇလန်ကပို့ပြီးတော့ကိုထူးဆန်းလာပါပြီဘာလို့လဲဆိုတော့သူ့ရဲ့ပုံကိုယ်ရေးယုံကြည်ချက်တွေအယူသီးမှုတွေကနိုင်ငံတော်ရဲ့မူဝါဒတွေဖြစ်လာလို့ပါပဲသူ့ရဲ့အုပ်ချုပ်မှုမှာတထူးချမ်းဆုံးအထူးဆန်းဆုံးလို့ပြောရမယ့်ချက်ကတော့ကနန်းပြည်တင်အပေါ်မှာအလုံးအမင်းဆွဲလန်းမှုပါပဲအထူးသဖြင့်ကနန်းကိုနံပါတ်9ဟာသူတက်ကန်ကောင်းစေတဲ့အာနာတီမဲစေတဲ့ကနန်းလို့သူယုံကြည်ခဲ့တဲ့အဲ့ဒီယုံကြည်ချက်ကပဲနိုင်ငံရဲ့မူဝါဒတွေကိုစပြီးပုံဖော်လာပါတော့တယ်အဲ့ဒီကနန်းတလုံးအပေါ်မှာဆွဲလန်းမှုတာပဲတနိုင်ငံလုံးရဲ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေမဲ့ဆိုးရွားတဲ့ကျိုးဆက်တွေကိုတက်ဆောင်လာခဲ့ပါတယ်ဥပမာအနေနဲ့ပြောရရင်1980ပြည့်နှစ်ဒီမှာဖြစ်ခဲ့တဲ့ငွေကြေးပြဿနာပေါ့သူက6နဲ့စားလို့ပြက်တဲ့45ကျပ်တန်နဲ့90ကျပ်တန်ငွေစက်ကူအသစ်တွေကိုထုတ်ဝေခဲ့တယ်။ပြီးတော့အရင်ကရှိနေတဲ့တန်ဖိုးကြီးငွေစက်ကူတွေကိုရုတ်တရက်ကြီးတရားမဝင်ဘူးလို့ကြေညာလိုက်တယ်။စဉ်းစားကြည့်ပါအဲ့ဒီလုံရက်တစ်ခုတည်းနဲ့တာမန်ပြည်သူတွေတက်လုံးဆွဆောင်လာခဲ့တဲ့ပိတ်ဆန်တွေအားလုံးဟာတညရဲနဲ့စက်ကူစုပ်တွေဖြစ်သွားခဲ့ရတယ်။ဒီကိစ္စကတနိုင်ငံလုံးကိုတုံ့လုတ်စေခဲ့ပြီးဒေါသတွေပောက်ကွဲထွက်စေခဲ့ပါတယ်။ဒီစရာကွက်ကိုကြည့်လိုက်တာနဲ့အခြေအနေကိုရှင်းရှင်းလင်းမြင်နေပါတယ်။ပထမဆုံးမှာတော့တောင်ကောက်ကိုလေရှင်းနှစ်လက်ပိုင်းမှာအလားအလာကောင်းတယ်လို့သတ်မှတ်ခံခဲ့ရတဲ့စီးပွားရေးဟာတောင်ကောက်ရှင်းနှစ်လက်ပိုင်းမှာတုံ့ဆိုင်သွားပြီးနောက်ပိုင်းရောက်တဲ့ခါမှာတော့လုံးဝကိုပြိုလဲသွားခဲ့ပါပြီ။ဒါဟာသူ့ရဲ့မူဝါဒတွေရဲ့တရားရလက်ပါပဲ။အဲ့လိုစီးပွားရေးအရာခက်ခဲလာတာတွေနိုင်ငံရေးအရာဖိနှိပ်ခင်ရတာတွေအထီးကျန်ဖြစ်လာတာတွေအားလုံးစုပေါင်းပြီးတော့နောက်ဆုံးမှာတော့မလွဲမရှောင်ထားတဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ကဲသူအုပ်ချုပ်မှုရဲ့နောက်ဆုံးအပိုင်းနဲ့သူချန်ထားခဲ့တဲ့အမွေနှစ်တွေအကြောင်းကိုစက်ကြည့်ကြရအောင်ဆက်စုနှစ်တွင်ချီပြီးဖိနှိပ်ခံခဲ့ရတဲ့ပြည်သူတွေရဲ့ခံစားချက်တွေဟာနောက်ဆုံးမှာတော့ဒီမခံနိုင်တော့တဲ့အစုံ1988ခုနှစ်မှာကြီးမားတဲ့လူထုအုံကြွမှုကြီးအဖြစ်ပောက်ခွဲထွက်လာခဲ့ပါတယ်။ဒါဟာမြန်မာသမိုင်းမှာဘယ်တော့မှမေ့ဖြောက်လို့မရတဲ့အဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီ timeline ကအဲ့ဒီကာလကိုရှင်းရှင်းလင်းလင်းပြပါတယ်။
1989မှာငွေစကူတွေနောက်ဆုံးတစ်ခေါက်ဖျက်သိမ်းလိုက်တာကနေចောင်းသားဆန္ဒပြပွဲတွေစဖြစ်တယ်။အဲ့ဒီနေ့1988ခုနှစ်ဩဂုတ်လ10ရက်နေ့မှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့8888အရေးခင်းကြီးစတင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအုံကြွမှုကိုစစ်တပ်ကရရဆက်ဆက်နေခဲ့ပြီးလူထောင်ပေါင်းများစွာတည်ဆုံခဲ့တာတယ်။အဲ့နောက်ပိုင်းဗိုလ်ချုပ်နေဝင်ကအာဏာကနေတရားဝင်ဆင်ဖင်းခဲ့ပေမဲ့သူက2002ခုနှစ်မှာနေအကျဲချုံနဲ့ကွယ်လွန်ခြင်းအထိနောက်ွယ်ကနေဩဇာရှိနေဆက်ပဲလို့လူများကယုံကြည်ကြပါတယ်။ အနစ်ချုပ်ရရင်သူခြံထားခဲ့တဲ့အမွေအနှစ်တွေကပါတယ်လေစီးပွားရေးကတော့လုံးဝကိုပျက်စီးသွားခဲ့ပြီးနိုင်ငံတကာနဲ့လေဆယ်စုနှစ်တင်နဲ့ချီပြီးအဆက်ပြတ်ခဲ့ရတယ်အဲ့ထက်ပိုဆိုးတာကနိုင်ငံရေးမှာစစ်တပ်ကအမစ်တွယ်ပြီးအဓိကခန်းခန်းနာကနေပါဝင်လာတာနဲ့လူတွေကြားထဲမှာကြောက်ရွံ့မှုယဉ်ကျေးမှုပြန့်နှံ့သွားတာပါပဲဒီချိုးဆက်တွေဟာသူမရှိတော့တဲ့နောက်ပိုင်းမှာတောင်တိုင်းပြည်ပေါ်မှာနှစ်ပေါင်းများစွာလင်းလံစွာတည်ရှိနေခဲ့ပါတယ် ဆိုတော့နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်အဲ့ဒါကတော့နိုင်ငံတစ်နိုင်ငံအနေနဲ့ဒီလိုမျိုးကြောက်ရွံ့မှုတွေအထီးကျန်မှုတွေရဲ့အမွေအနှစ်ကိုတကယ်ကျော်လွှားနိုင်ဖို့ဘာတွေလိုအပ်မလဲဆိုတာပါပဲဒီမေးခွန်းလေးကိုကိုယ်တိုင်ပြန်လဲစဉ်းစားရင်းနဲ့ပဲဒီနေ့ရဲ့တန်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်